င်္ဂလာပါကေဘုတ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူတွေအိမ်မောင်ဝင်းရေးသားထားတဲ့အခြေဆုံးတယောက်ရှိခဲ့ဘူးတဲ့ဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း3လေးကိုဆက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူကျော်စင်ထွန်းပါအဆုံးထိနားဆင်ပေးကြပါအောင်နော်အပိုင်း3လူတယောက်နဲ့တယောက်ချစ်မြတ်နိုးကြတဲ့ဆက်ဆံရေးမှာညီးငွေသွားတယ်ဆိုတာကျွန်မမယုံကြည်ဘူးကျွန်မဖေဖေဆိုမိမိအပေါ်မှာဘယ်တော့မှချစ်ရတာကိုညီးငွေမသွားဘူးမဟုတ်လားသူ့အပေါ်သစ္စာမှတ်ခဲ့တဲ့အထိလေတည်တဲ့အချိန်ထိသူ့ဇနီးကိုချစ်မြတ်နိုးသွားခဲ့တာပဲလူတွေဟာညီးငွေလဲတက်ကြတယ်ဆိုတာကိုနှလုံးသားနဲ့အရင်ခံထားတဲ့အချက်မှာတော့ကျွန်မလက်မခံနိုင်ဘူးတကယ်တမ်းကညီးငွေတာမဟုတ်ဘူးမချစ်တော့တာပဲဒါဟာအဖြစ်ပဲမချစ်တော့တဲ့အခါအရာရာဟာစူးပဲဘာစင်ကြီးအကြောင်းအရာမှရှာစရာမလိုတော့အောင်ဒါဟာအဖြစ်ပါပဲလူနှစ်ယောက်မှာတယောက်ကမချစ်ချင်တော့တဲ့အခါဒါဟာညီးငွေတာမဟုတ်ဘူးအကြောင်းမတိုက်ဆိုင်တာမဟုတ်ဘူးမချစ်တော့လို့ပါကျွန်တော်အောင်မြင်တဲ့အခါလေးအရက်သမီးလေးအတွက်ရှိသမျှအရက်ကောင်းတွေမှန်သမျှကိုမှန်ဗီဒီယိုကြီးနဲ့ထားပေးမယ်ခွေးကနဲ့ကျမထားရည်ပြီးတော့မောင်ကကျမကိုမျက်လုံးတောင်းကပ်ပြီးကြည့်တယ်ဟေးဘာကြီးတာလဲမယုံတာလားခင်ဗျဒီနေ့ဆိုင်မှာ event လေးတစ်ခုရှိတာမို့ကျမတို့နောက်ကျကြတယ်ကျန်တဲ့ဝန်ထမ်းတွေတော့ပြန်ကုန်ကြပြီမောင်ကသူ့ရဲ့ဘားတန်တာနဲ့ပတ်သက်တဲ့ဟာတွေသိသိကျမက secret တောက်ရင်သူ့ကိုထိုင်နေပေါ့မဟုတ်ပါဘူးမောင်ကရုပ်ရှင်မင်းသားဖြစ်တဲ့အခါမောင်ကြီးစားကအရက်သမားလို့သူများတွေပြောကြရင်ဘယ်လိုလုပ်မလဲပြောပေါ့ဒါနဲ့လေမောင်ကိုက brandy ပဲကြိုက်တာရှိသမျှအကုန်ထားပြစရာမလိုပါဘူး okay အိမ်ရဲ့မျက်နှာမူရမှာ brandy ရှိစေရမယ်ဘားကောင်တာမှာထောက်ထားတဲ့လက်ခုပ်ကလေးကိုကျမငုံနှံတော့မောင်ကရည်တယ်ဟာရှက်တယ်လေမြတ်နေစီကျော်ဟာလေချစ်လို့ပါမောင်ရဲ့ကျမကတမင်ချွဲပြစ်ပြီးပြောတော့မောင်ကသွားကျိတ်နေဆိုပြီးအော်တော့တာပဲဆိုင်ကပြန်တော့ည7:00နာရီခွဲပြီခါတိုင်းလိုပဲမောင်ကကျမဂီတာအိတ်ကိုလွှဲတယ်ဆိုင်ရှိရောက်တော့တက္ကစီစောင့်နေရင်ကမောင်ကကျမကိုမေးတယ်မမကြီးစားမထားခဲ့ဘူးပေါ့နော်အင်းလေကျွန်တော်ကအချစ်ဦးပေါ့နော်မဟုတ်ဘူးဟမ်ဘာတူလဲကြီးစားမထားဘူးဆိုပြောတော့မောင်ကကျမလက်ကိုလွှတ်ချလိုက်တယ်မျက်မှောင်ကြီးတွန့်ချိုးပြီးနေတော့တာပဲကို့အချစ်ဦးကဖေဖေလေးမောင်ကကျမကိုလှည့်ကြည့်တယ်ကိုအသက်ရှင်ခဲ့ရတဲ့25နှစ်တာမှလေကိုအချစ်ရဆုံးအမျိုးသားအဖေတရားကိုပဲရှိခဲ့တာမောင်ရဲ့မောင်ကိုမတွေးခင်ထိပေါ့အဲဒီတော့မှမောင်ပြုံးနေမောင်ကတိတ်တရားတာပဲသူကြရေးစားထားခဲ့မှုပြီးကျမအတွက်ကြသူကပထမဆုံးဖြစ်စေချင်တာမောင်ဗျာကိုကြမင်းရဲ့ပထမဆုံးမဟုတ်ဘူးနော်မောင်ကျမလက်တွေကိုပြန်လာစုပ်ကိုင်နေမမကကျွန်တော်ရဲ့အချစ်မဆုံးပါဘလို့ဘယ်တော့မှချစ်လို့ဆုံးနိုင်မှာမဟုတ်တဲ့သူလို့ပြောတာကျမပြောရတယ်ပြီးတော့အဲ့ဒီအပျော်တွေပြတ်သုံးသွားမလားဆိုပြီးတော့လဲတွေးမိရတိုင်းတွေးပြက်ရတယ်မောင်ကကျမပါပြင်နာကိုငုံကိုင်းလာတယ်ကျမလက်နဲ့မောက်နှဖူးကိုဖြတ်ခနဲ့တွန်းထားလိုက်ရတယ်ဟိုမှာကားလာနေပြီမောင်တောက်ချနေညဆိုဘာမှလူတွေပိုများပါတယ်ထုံးစံအတိုင်းကောင်းမလေးတွေကလည်းဘာတန်တာနာမှာတယုံယုံမောင်ကကျမရှိရာစီမကြာခဏလှမ်းကြည့်ပြီးလဲကျမမျက်နှာအရင်ကဲကိုဖမ်းရသေးတာကျမသူ့ကိုပြန်မကြည့်တဲ့အခါဆိုရင်ညကြရင်ကျမကိုပွားစီလုပ်တော့တာပဲခမ ्या ကတိတ်အသေးမာတာပဲကျွန်တော်ကိုကြည့်တော့မကြည့်ဘူးနော်ဟုတ်တယ်လေမင်းကိုကြည့်မိရင်ငါအလုပ်ကောင်းကောင်းလုပ်လို့မရဘူးဘာဆိုင်လို့လဲရင်ခုန်လို့ဟမ်မင်းကိုကြည့်မိမျက်နှာပြန်လဲလိုက်ဖို့မနေစူးစားရတာကွာပြီးရင်တအားခုန်လို့ငါမှကုံမားကုံရောပဲလေအဲ့လိုကြာဘာတန်တာလေးကပြုံးပြီးနေတော့တာကျွန်တော်ကိုအဲ့လောက်တော့ချစ်တာလား
ဒီညကကျမသူ့ကိုမကြည့်မိအောင်နေလိုက်တယ်။ State board ကိုကောင်းမလေးတယောက်တက်လာတယ်။တချင်းဆိုမယ်တဲ့တီးပေးဖို့လာပြောတာ M2M ရဲ့ Pretty Boy ဒီတချင်းကဒိုင်ယာရီဘာရဲ့ဘာတန်တာလေးအတွက်ပါတချင်းပြီးသွားတယ်။ကောင်မလေးကမောက်စီပန်းလေးတစ်ပွင့်တောင်သွားပေးသေးတယ်။ကျမစင်ဘော်ကအပြေးဆင်းသွားတယ်။ကျမစိတ်လေးထွက်တောက်နေကြနေရလေးစီကျမထိုင်ချပြီးငုံမိတော့တယ်။သိမကြပါဘူးမောင်ရောက်လာတယ်။မမဒါကလေဘာမှမပြောနဲ့မောင်ကိုနားလေတယ်။ဒါမောင်နဲ့မဆိုင်ဘူးဆိုတာကိုနားလေပါတယ်။ဒီတိုင်းကိုငိုချင်လို့ပါ။အခုကိုတယောက်တည်းနေခွင့်ပေးတော့အပြန်ကြမှာကိုတို့ပြောကြရအောင်လေ။မောင်ထွက်သွားတယ်။မမကိုကျွန်တော်ယူချင်တယ်ဆိုပြီးတော့တူတူလေးမောင်ပြောတယ်။ဘာတန်တာလေးကငါ့ကိုညင်းတယ်ဟာသူ့မှာပိုင်ရှင်ရှိတယ်တဲ့။တွိုင်းလက်ထဲကထွက်လာတဲ့စကားတန်ကျမစိတ်ကလေးပြန်လင်းလာတယ်။မောင်ချစ်လာစွာသောမောင်ဟုတ်ကဲ့ပါအပိုင်း3လေးကတော့ဒီမှာပဲပြီးသွားပါပြီ။နောက်ထပ်အပိုင်းလေးကိုလည်းဆက်လက်နှားဆင်ပေးကြပါဦးနော်။အပိုင်းလေးရောက်ရင်ပြန်ဆောင်ကြမယ်။အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေ။